အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့နှင်းနေခိုင်ဖြစ်ပါတယ်လက်ရှိညီမကဒီ True Money မှာပေါ့နော် IT department မှာ software ကျွေးတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေရ6လတော့ရှိပါပြီရှင့်ဒီ True Money မှာလောက်တာကပေါ့နော်ညီမရဲ့ဒါပထမဆုံး intern လည်းဖြစ်တယ်ပေါ့နော်အဲ့တော့အလောက်ကစမဝင်ခင်ပေါ့နော်နည်းနည်းစိတ်လှုပ်ရှားတယ်ပေါ့နော်ဒါပထမဆုံးလည်းဖြစ်တယ်ဆိုတော့တကယ် IT career ကိုတကယ်ကိုယ်တိုင်ရှောက်လန်းရတော့မယ့်အခါကြတော့ပေါ့နော်စိတ်လှုပ်ရှားတယ်ဒါပေမဲ့တကယ်6လပြီးသွားတဲ့အခါမှာကြတော့ပေါ့နော်ဒီကလူတွေနဲ့ခွဲရတော့မှာဆိုတော့စိတ်မကောင်းတော့ဖြစ်မိပါတယ်ဟုတ်ညီမဒီမှာအဆိုင်တွေအများကြီးလုပ်ကြတဲ့အခါမှာကျတော့သူက software ကျွေးတယောက်အနေနဲ့ပေါ့နော် issue တွေ bug တွေအများကြီးပြန်လာတဲ့အခါမှာပေါ့နော်လက်ရှိလုပ်နေတဲ့ project တွေကသူကပြန်လာတဲ့ project တွေကကျတော့အများများတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ timeline တွေကိုမှီအောင်လုပ်ရတဲ့ဥစ္စာကတော့ညီမအတွက် challenge တစ်ခုပါပဲရှင့်ဒီကတော့ပေါ့နော်စာရေးထက်လက်တွေ့လှုပ်လိုက်တဲ့အခါမှာပေါ့နော်ဒီ software life cycle အကြောင်းပေါ့နော်ညီမကျူရီတယောက်ဆိုတော့software testing life cycle ကိုတတိချာချာကြီးဒီ6လအတွင်းမှာသင်ယူခဲ့ရပါတယ်ရှင်ဟုတ် True Money မှာအလုပ်လုပ်ရတာတော့ပျော်ပါတယ်ရှင်ဒီမှာကျတော့ပျော်တယ်ဆိုတာထပ်ပေါ့နော်ဒီလို corporate အကြီးကြီးမှာ intern ဆင်းရတဲ့အတွက်ပေါ့နော်ဒါညီမရဲ့ career အတွက်ကတော့လုံးဝအဖို့မဖြတ်နိုင်တဲ့ experience တစ်ခုပါပဲရှင်ဟုတ်အကြီးကတော့ပေါ့နော်ညီမဒီ software ကျူ6လတက်တန်းမှာပေါ့နော်တင်စရာတွေကတော့အများကြီးပေါ့နော်ဒီကနေ key take ပြီးယူသွားလို့ရတဲ့ဥစ္စာတွေကလည်းအများကြီးပါပဲရှင်အဲ့ထဲမှာပေါ့နော်အဓိကအရေးကြီးရအခါကျတော့ team collaboration ပေါ့နော်team collaboration ကောင်းမှကိုယ့်ရဲ့ product ကိုယ့်ရဲ့ software ကပို့ပြီးတော့ efficiency ဖြစ်မယ်ဆိုတာကိုပေါ့အဲ့ဒါတော့အရေးကြီးဆုံးပေါ့အလုပ်ထဲမှာကြတော့ပေါ့နော်ခင်လုံးကကြတော့ညီမဗီနာမှာထိုင်နေ web developer မှာပေါ့နော်မတ်သူစာအောင်ပေါ့နော်သူကကြတော့ညီမလေးတယောက်လိုပဲဆက်ဆံနေပြီးတော့အငယ်ဆိုတော့လေသူကညီမမသိရဲ့အကြောင်းအရာတွေအကုန်လုံးကတော့ဒီအလုပ်နဲ့ပတ်သက်တဲ့ဥစ္စာတွေကအပြင် personal development ဥစ္စာတွေရောပေါ့နော်တတိချာချာသူညီမကိုသင်ပေးရပြောပြတယ်ပေါ့ဟုတ်We are True Money. True Money.